Autopass မှာနှလုံးသုံးခုရှိတယ်ဆိုတာတင်သိပြီလားလူတွေမှာနှလုံးတစ်ခုပဲရှိပေမဲ့ Autopass မှာတော့နှလုံးသုံးခုရှိပါတယ်နှလုံးနှစ်ခုကခန္ဓာကိုယ်ထဲမှာရှိနေတဲ့သွေးတွေပုံမှန်လက်ပတ်နေအောင်စီးဆင်းဖို့အတွက်အသုံးပြုတာဖြစ်ပြီးကျန်တဲ့နှလုံးတစ်ခုကတော့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုထိန်းချုပ်ပေးပါတယ်ဒါပေမဲ့အရန်ထူးဆန်းတာကရေပေါ်ကိုတက်လိုက်ပြီဆိုရင်နှလုံးတစ်ခုကအလုတ်ရက်သွားနိုင်တာပါအဲ့ဒါကြောင့် Autopass တွေဟာရေထဲမှာနေရတာကိုပိုပြီးကြိုက်ကြပါတယ်နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ Autopass ရဲ့သွေးကအပြာရောင်ဖြစ်ပါတယ်လူတွေရဲ့သွေးမှာတန်ဓာတ်ပါတာကြောင့်အနီရောင်ဖြစ်ပေမဲ့ Autopass ရဲ့သွေးမှာကျတော့ကြေးနီပါဝင်တဲ့ hemocyanin ရှိလို့အပြာရောင်ဖြစ်နေတာပါဒါကြောင့် Autopass ကိုပင်လယ်တတ္တဝါတွေထဲမှာအံ့ဩစရာအကောင်းဆုံးတတ္တဝါအဖြစ်သတ်မှတ်ကြတာပါတဘာဝကတကယ်အံ့ဩစရာကောင်းပါတယ်ဒီလိုမျိုးအံ့ဩစရာအကြောင်းတွေကိုသိရှိချင်တယ်ဆိုရင်တော့ကျွန်တော် channel လေးရဲ့အောက်မှာရှိနေတဲ့ subscribe button လေးကိုနှိပ်ပေးပါကျေးဇူးတင်ပါတယ်